အားလုံးပဲမင်္ဂလာပါ The Most Channel ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့လူသွားအများဆုံးဂျပန်အလုပ်ဗီဇာ3မျိုးနဲ့ပတ်သက်ပြီးတော့ပြပြပေးတော့မှာပဲဖြစ်ပါတယ်ဒီလူသွားအများဆုံးဂျပန်အလုပ်ဗီဇာကတော့အခြေခံအဖြစ်3မျိုးရှိပါတယ်ပထမတစ်ခုကတော့ work visa နောက်တစ်ခုက Tokuteki no 1ပြီးတော့ Tokuteki no 2ဆိုပြီးတော့ဒီအခြေခံအဖြစ်ဒီ3မျိုးနဲ့မြန်မာနိုင်ငံကနေဂျပန်နိုင်ငံမှာအလုပ်သွားလုပ်ကြတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ3မျိုးရဲ့အသေးစိတ်ပေါ့နော်အသေးစိတ်ချက်လက်နဲ့ပတ်သက်ပြီးဆက်လက်ကြည့်အောင်ပါပထမဆုံး work visa ဆိုတာဘာလဲပေါ့နော်အလွယ်ပြောမယ်ဆိုရင်ဒီ work visa ဆိုတာကဂျပန်လူမျိုးတွေနဲ့တန်းတူလုပ်ကိုင်တဲ့ visa ပဲဖြစ်ပါတယ်သူရဲ့ visa status မှာပေါ့နော် engineer specialist in humanity international service ဆိုပြီးတော့ဒီရေးပေးထားတဲ့ visa ပဲဖြစ်ပါတယ်သူရဲ့ visa ကတော့အနည်းဆုံး1နှစ်ကနေစပြီးတော့အများဆုံး9နှစ်ဆိုပြီးတော့ရှိပါတယ်work visa နဲ့ဘယ်လိုလုပ်တွေလုပ်လို့ရလဲဆိုတော့ဆက်ပြီးကြည့်အောင်ပါပုံမှန်အဖြစ်တော့ဒီ IT engineer တွေ programmer တွေပြီးတော့ဒီ accounting ဘိုင်း marketing ဘိုင်းပြီးတော့ translator interpreter လူမျိုးပေါ့နော်company ဝန်ထမ်းတွေဒီလိုမျိုးစရှိတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်မှုတော့ကတော့ဒါ work visa နဲ့ဂျပန်မှာလာမှဖြစ်မယ်ပေါ့နော်ပြီးရင်တော့ဒီ work visa ရဲ့ကောင်းတဲ့အချက်တွေကဘာလဲဆိုတော့ဆက်ပြီးကြည့်အောင်ပါခြေခံအပြင်၄မျိုးကျွန်တော်ဒီမှာရေးပေးထားပါတယ်ပထမချက်ကဒီဂျပန်လူမျိုးတွေနဲ့ဒန်းတူရုံးလုပ်ငန်းတွေကိုလုပ်ကိုင်နိုင်တယ်ပြီးတော့ဒန်းတူလာစားဒန်းတူ bonus တွေရမယ်ပေါ့နော်ဒါပထမဆုံးကောင်းတဲ့အချက်ဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဗီဇာတက်တန်က1နှစ်3နှစ်5နှစ်ရှိပြီးတော့ကိုနေချင်းတော့တက်တန်တို့ပြီးဂျပန်မှာနေလို့ရတယ်အကန့်အသတ်မရှိဘူးနောက်တစ်တိယမြောက်ချက်ကတော့ဒါအလုပ်ပြောင်းချင်လို့ရှိရင်ကိုပြောင်းချင်တဲ့ကုမ္ပဏီကိုဓာတ်ရိုက်ရှော့ပြီးတော့လွယ်ကူကိုအလုပ်ပြောင်းလို့ရတယ်ဒါတတိယမြောက်ချက်ပါ၄ချက်မြောက်ကတော့နီဒါကြာလို့ရှိရင်ဂျပန်နိုင်ငံသားခံယူတာတွေပြီးတော့ဒီ permanent residence ပေါ့နော်အမြဲတမ်းနေထိုင်ခွင့်ဗီဇာတွေကိုရှောက်ခွင့်ရှိပါတယ်ဒီ၄ချက်ကတော့ဒါ work visa ရဲ့ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်ကောင်းတဲ့အချက်ပြီးလို့ရှိရင်ပေါ့နော်ဒါမကောင်းတဲ့အချက်ကဘာလဲဆိုတော့ကျွန်တော်ဆက်ပြီးကြည့်အောင်ပါဒီ work visa ရဲ့မကောင်းတဲ့အချက်အားနည်းချက်ကတော့ပေါ့ပုံမှန်ပြ2ခုရှိပါတယ်တစ်ခုကတော့ဒီတက္ကသိုလ်တစ်ခုခုကနေဘွဲရရမယ်ပြီးကြတော့ JLPT level M3 အထက်အောင်မှာရမယ်ပေါ့နော်ဒါပထမအချက်ပါနောက်တစ်ချက်ကတော့ဒါအပိုငွေရှာလို့မရဘူးပေါ့နော်ဒီလုံးနဲ့ဂျပန်လာတယ်ဆိုလို့ရှိရင်ဒီလုံးပဲလုပ်ခွင့်ရမယ်ဥပမာတခြားအချိန်ပိုင်းလုပ်ချင်တာတွေဘာလို့ကတော့ပုံမှန်အပြင်မရပါဘူးဒီလိုမျိုးလုပ်ချင်တာဘာတွေရှိမယ်ဆိုရင်တော့အရင်ဆုံးလူဝင်မှုကြီးကြိတ်ပေါ့နော်ဂျပန်လာဝကမှာခွင့်ပြုချက်တင်ရမယ်အဲ့ဒီနေ့ခွင့်ပြုချက်ရမှလုပ်ကိုင်ခွင့်ရတဲ့ဒီ visa ပဲဖြစ်ပါတယ်ဒါကတော့work visa ရဲ့အားနည်းချက်လို့ပြောလို့ရပါတော့မကောင်းတဲ့အချက်နှစ်ချက်ပဲဖြစ်ပါတယ်Okay work visa ကိုရှောက်မယ်ဆိုရင်ဘာတွေလိုအပ်လဲဆိုရင်ပုံမှန်အဖြစ်အချက်နှစ်ချက်ပဲလိုအပ်ပါတယ်ပထမတစ်ချက်ကတက္ကသိုလ်တစ်ခုကနေဘွဲရရမယ်နောက်တစ်ချက်က JLPT M3 အထက်အောင်ရမယ်ဒီအချက်နှစ်ချက်ရှိရင်ကိုအလုပ်လုပ်ချင်တဲ့ဂျပန်ကုမ္ပဏီတွေပေါ့နော်အလုပ်ဝင်ရှောက်ပြီးတော့ interview အောင်ရင် work visa နဲ့ဂျပန်မှာအလုပ်လုပ်လို့ရပါပြီဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့work visa နဲ့ပတ်သက်ပြီးပြောပြပေးပြီးသွားခဲ့ပြီဖြစ်ပါတယ်work visa ပြီးရင်တော့ပေါ့နော် Tokuteki no 1နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးပြောပြပြီးသွားပါမယ်Tokuteki no 1ဆိုတာဘာလဲပေါ့နော်Tokuteki no 1ဆိုတာကတော့ဂျပန်လုပ်ငန်းနယ်ပယ်14ခုမှာဝင်ပြီးလုပ်ကိုင်တဲ့အလုပ်ကိုင်ဗီဇာပဲဖြစ်ပါတယ်ဒီနယ်ပယ်14ခုကပေါ့နော်များသောအားဖြင့်ဒီလုပ်ငန်းလုပ်သားအင်အားမလုံလောက်တာကြောင့်မလို့နိုင်ငံခြားလုပ်သားတွေကိုခေါ်ယူပြီးတော့ဒီအလုပ်လုပ်ကိုင်ကြတဲ့ဗီဇာပဲဖြစ်တယ်ပေါ့နော်ဒီ14ခုကဘယ်လိုနယ်ပယ်တွေလဲဆိုရင်ကြည့်ရမယ်ဆိုရင်ဒါဘိုးဘွားဆောင်းရှောက်ရေးတွေပြီးကြစားတောက်ဆိုင်လုပ်ငန်းဟိုတယ်လုပ်ငန်းတွေပြီးကြလေယာစိုက်ပျိုးရေးမွေးမြူရေးတွေပြီးကြတော့စားတောက်ကုန်လုပ်ငန်းတွေပြီးကြဆောက်လုပ်ရေးလုပ်ငန်းတွေပေါ့နော်များသောအားဖြင့်ဒီလေနေပယ်တွေကအများဆုံးပါဝင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့ Tokuteki no ရဲ့ကောင်းတဲ့အချက်နဲ့ပတ်သက်ပြီးကျွန်တော်ဆက်ကြည့်အောင်ပါဒီ Tokuteki no 1ရဲ့ကောင်းတဲ့အချက်ကတော့နှစ်ချက်ကျွန်တော်ဒီမှာရေးပေးထားပါတယ်ပထမချက်ကဒါပညာရေးချင်းမလို့ပေါ့နော်တက္ကသိုလ်ကနေဘွဲရမယ်ဒါတွေမလို့ဘူးတတ်မှတ်ထားတဲ့ samuel ရှိတယ်အဲ့ဒီ samuel ကိုဝင်ဖြည့်ပြီးတော့အောင်ရင်ရှောက်လို့ရတယ်ဒါပထမတစ်ချက်ပါဒုတိယချက်ကတော့ nepal 14ခုရှိရပါတော့ဒါကြောင့်မလို့ကိုကြိုက်တဲ့ nepal တစ်ခုကိုရွေးပြီးတော့ဒါဝင်ရှောက်လို့ရတယ်ဒါကတော့ Tokuteki no 1ရဲ့ပေါ့နော်ကောင်းတဲ့အချက်နှစ်ချက်ပဲဖြစ်ပါတယ်ကောင်းတဲ့ချက်ပြီးရင်ဒါမကောင်းတဲ့အချက်လည်းရှိရပေါ့နော်မကောင်းတဲ့အချက်နှစ်ချက်ဒီမှာရေးပြီးထားပါတယ်တစ်ချက်ကဘာလဲဆိုနေထိုင်ခွင့်တက်တန်ဗီဇာပေါ့နော်အများဆုံး9နှစ်ထိပဲရတယ်9နှစ်ပြည့်လို့ရှိရင်ဗီဇာတက်တန်တိုးလို့မရဘူးမြန်မာပြည်ကိုပြန်ရမယ်ပုံမှန်အဖြစ်ပေါ့နော်ဒါကမကောင်းတဲ့ချက်နှစ်ချက်ရဲ့ပထမဆုံးတစ်ချက်ပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီလာမယ်ဆိုလို့ရှိရင်ကိုတယောက်တည်းလာမယ်မိသားစုဝင်တွေပါရှိလို့ရှိရင်မိသားစုဝင်တွေပါခေါ်လို့မရဘူးပေါ့နော်ဥပမာကိုကအိမ်အောင်ပြုထားတာတွေပါဆိုလို့ရှိရင်ဒါမိသားစုဝင်တွေကိုခေါ်လို့မရဘူးကိုတယောက်တည်းပဲလာပြီးတော့ဂျပန်မှာလုပ်ရမယ်ဒါကတော့မကောင်းတဲ့ချက်နှစ်ချက်ပဲဖြစ်ပါတယ်ဒါဆိုရင်ပေါ့နော် Tokuteki no 1ကိုရှောက်မယ်ဆိုရင်ဘာတွေလိုအပ်လဲပုံမှန်အဖြစ်တတ်မှတ်ထားတဲ့ samuel ရှိပြီးတော့ပေါ့နော်အဲ့ samuel အောင်လို့ရှိရင်ဝင်လျှောက်လို့ရပါပြီတခြားပညာရေးချင်းတွေဘာတွေမလိုပါဘူး
ဒါဆိုလို့ရှိရင်ကျွန်တော်တို့တိုကတေးပီနို1နဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားကြပြီဖြစ်ပါတယ်ပြီးရင်နောက်မှာတော့တိုကတေးပီနို2နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားပါမယ်ဒီတိုကတေးကီနို2ကဘာလဲဆိုရင်ပေါ့နော်ဒီဂျပန်လုပ်ငန်းနယ်ပယ်2ခုမှဝင်ပြီးတော့လုပ်ကိုင်ရတဲ့နယ်ပယ်ဖြစ်ပါတယ်အဲ့ဒီနယ်ပယ်2ခုကဘာလဲဆိုတော့ဒီဆောက်လုပ်ရေးလုပ်ငန်းနဲ့တင်မောတီဆောက်ရေးလုပ်ငန်းပေါ့နော်အဲ့ဒီလုပ်ငန်း2ခုမှဝင်ပြီးတော့လုပ်ကိုင်ရတဲ့နယ်ပယ်ဖြစ်ပါတယ်အနာဂတ်မှာဆိုရင်ပေါ့နော်ဒီနယ်ပယ်2ခုအပြင်နောက်ထပ်တိုးဖို့လည်းရှိတယ်ဆိုပြီးတော့ကြားရပါတယ်တိုကတေးကီနို1နဲ့မတူတာတော့1ကတော့နယ်ပယ်14ခုရှိပြီးတော့2ကတော့နယ်ပယ်2ခုပဲရှိရပါတော့ဒါမတူတဲ့အချက်ပဲဖြစ်ပါတယ်ဒါဆိုရင်တိုကတေးကီနိုဗီဇာ2ရဲ့ကောင်းတဲ့ချက်ကပါလဲပေါ့နော်ဒီမှာ2ချက်ရေးပေးထားပါတယ်ပထမချက်ကနေထိုင်ခွင့်အကန့်အသတ်မရှိဘူးတက်တန်းတိုးရင်တိုးနေလို့ရတယ်နေပါကြလို့ရှိရင်တော့permanent visa ပေါ့နော်အမြဲတမ်း visa တွေလည်းရနိုင်တယ်ဒါကတော့ကောင်းတဲ့ချက်ပထမချက်ပါဒုတိယတစ်ချက်ကတော့မိသားစုခေါ်ပြီးအတူနေလို့ရတယ်ပေါ့နော်တိုကတေးဗီဇာ1လိုမျိုးပဲတယောက်တည်းလာပြီးလုပ်ပြီးနေရတာမဟုတ်ဘဲနဲ့မိသားစုလည်းခေါ်ပြီးအတူနေလို့ရတယ်ဒါကတော့ကောင်းတဲ့ချက်နှစ်ချက်ပဲဖြစ်ပါတယ်ကောင်းတဲ့ချက်ပြီးမကောင်းတဲ့အချက်လည်းပဲရှိပါတယ်မကောင်းတဲ့အချက်ဒီမှာလည်း2ချက်ရှိပါတယ်ဒါကဘာလဲဆိုရင်ပထမချက်ကလောက်ကနေတဲ့နေပယ်ပေါ့နော်နှစ်ခုပဲရှိတာမလို့ရွေးချယ်ခွင့်ကနေပါရပေါ့နော်ဒီနှစ်ခုတည်းကတစ်ခုကိုရွေးပြီးတော့ဆံမွဲဖြစ်ရမယ်အောင်လုပ်ရမယ်ဒီချက်ကမကောင်းတဲ့ချက်အားနည်းချက်ပထမအချက်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုဖြေရတဲ့ဆံမွဲရနည်းနည်းပို့ပြီးခတ်တယ်ဗျတိုကတေးကီနို1နဲ့ရှိမယ်ဆိုရင်2ကပို့ပြီးခတ်တယ်ပြီးတော့ training အတွေ့အကြုံတွေရှိထားတာတွေလိုတယ်ပေါ့နော်ပြီးတော့တိုကတေးကီနို1အတွေ့အကြုံရှိတာပဲလေတစ်ခါဒီမှာတောင်းဆိုလေးရှိရပေါ့နော်ဒီအချက်ကလည်းပဲတိုကတေးကီနို2ရပေါ့အားနေတဲ့အချက်လို့ပြောလို့ရကြမလို့ဒီအချက်တစ်ချက်ကိုရေးထားပေးထားပါတယ်ဒါဆိုလို့ရှိရင်ပေါ့နော်ဒီတိုကတေးကီနိုဗီဇာ2ကိုရှောက်မယ်ဆိုရင်ဘာတွေလိုရလဲပေါ့နော်ပုံမှန်အဖြစ်ဒီအချက်2ချက်လိုပါတယ်ပထမချက်ကဘာလဲဆိုတတ်မှတ်ထားတဲ့ဇာတ်မွေးရှိတယ်အဲ့ဇာတ်မွေးအောင်မယ်ပေါ့နော်နောက်တစ်ချက်ကဆိုလို့ရှိရင်ဘာလဲဆိုတော့ training တွေရှိရမယ်ပြီးတော့ဒီတိုကတေးကီနို1ရဲ့အတွေ့အကြုံရှိရမယ်ပေါ့နော်အဲ့ဒါပြီးမှတိုကတေးကီနို2ကိုရှောက်လို့ရမယ်ဆိုပြီးတော့ရှိပါတယ်ဒါကြောင့်မလို့လာမယ်ဆိုရင်ပေါ့နော်များသောအားဖြင့်တိုကတေးကီနို1နဲ့တရက်လာပြီးတော့မှဂျပန်မှာအလုပ်လုပ်မယ်ပြီးမှ1ရဲ့အတွေ့အကြုံတွေရှိပြီးမှတိုကတေးကီနို2ဗီဇာကိုပြောင်းတာတွေလုပ်ရင်ပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီဂျပန်ကိုအသွားများတဲ့ဗီဇာပေါ့နော် work visa 3မျိုးနဲ့ပတ်သက်ပြီးပြောပြတာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ပေါ့နော်ဂျပန်ကိုအလုပ်သွားလုပ်မယ်ဆိုရင်တော့အနည်းဆုံးဒါလေးတွေရှိထားမှရမယ်ပေါ့နော်အရင်ဆုံးကဂျပန်စာရရမယ်ပြီးတော့ samuel တွေအောင်ထားမှရမယ်ပြီးတော့ certificate တွေရထားမှဖြစ်ရပေါ့နော်ဒါကြောင့်မလို့ဂျပန်စာကိုလေ့လာမယ်ဆိုလို့ရှိရင်ပေါ့နော်အားလုံးအခမဲ့လေ့လာနေတဲ့ဒီ website လေးနဲ့မိတ်ဆက်ပေးကြပါတယ်ဒီ website ကဘာလဲဆိုရင်ပေါ့နော်the mode ဆိုတဲ့ website ဖြစ်ပြီးတော့မိမိရဲ့ဖုန်းမှာရှိ Google မှာပေါ့နော် www.themostjp.com ဆိုပြီးတော့ရိုက်ထည့်ပြီးတော့ရှာဖွေနိုင်ပါတယ်ဒီထက်မှဆိုလို့ရှိရင်ပေါ့နော် N4 ကနေ N2 ထိပေါ့နော်အခု logic ပြင်ဆင်ပေးထားပြီးတော့ N4 ကတော့အားလုံးပြင်ဆင်ပြီးဖြစ်တာကြောင့်မို့ပေါ့နော်မိမိနဲ့ကိုက်ညီတဲ့ဂျပန်ဘာသာကိုရွေးချယ်ပြီးတော့လေ့လာနိုင်ပါတယ်ဒါကတော့ပေါ့နော်ဘယ်လိုလေ့လာမလဲဆိုတာပြသထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်လက်ရှိမှာတော့ N4 နဲ့ N3 ကိုလေ့လာနိုင်ပေါ့နော်ဒါကြောင့်မလို့ဒီလာမယ့်12လပိုင်းမှာဆံမိုးဖြစ်ဖို့စဉ်းစားနေတဲ့သူတွေတို့ကပေါ့နော်ဒီ N4 နဲ့ N3 ကိုအခမဲ့လေ့လာနိုင်ပဲဖြစ်ပါတယ်
ဒီနောက်ပိုင်းမှာပေါ့နော်ဒီ work visa Tokyo-Kino 1 Tokyo-Kino 2တို့ကိုဘယ်လိုရှောက်ရမလဲဆိုတဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့ပါမယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်ပိုင်းတွေလည်းဆက်ပြီးတော့ကြည့်ပေးကြပါဦး